ရှာတယ် ဒီတော့တက်တက်ကအချစ်နဲ့အိမ်အောင်ရေးကိုဘယ်လိုသဘောထားပါသလဲ ကျမသိစိတ်ဝင်စားပါတယ်ဒါကြောင့်အိမ်ထောင်ရဲ့အဓိကကြတဲ့ပထမခြေကုပ်အချစ်ကိုကွင်းစင်းလေ့လာနေတာပါ ကျွန်တော်ကတော့အချစ်ကိုကြက်သိမ်းထားတယ်အိမ်အောင်ကိုဖျားတယ် ကိုငိမ့်မောင်ကဂင်းမှန်ဘူးတဲ့စားတငယ်လား လှိုင်းပုတ်တန်ကြောင့်လန့်ပြန်တဲ့ဗျာကြီးမှာ ရှင်ကဗျိုင်းမဟုတ်ပါဘူးတစ်တီရူ ခင်ဗျာ ဟုတ်တယ်လေမိုးပြိုမှာဆိုလို့ချီနှချောင်းမိုးပေါ်ထောင်အိတ်နေတယ်မလားရှင်အဖြစ်ကစစ်မြောက်ခင်ကမြားကုန်နေတာ ခင်ဗျာကတော့အနုမြူစစ်ပွဲကိုဓမ္မတို့တစ်ချောင်းနဲ့ဝင်နှွှဲနေတာမလားဆင်ငန်းတော်တို့ ဒီမှာအချစ်မရှိတဲ့ဘဝဟာတည်တယ်လို့ပဲတဲ့ကိုငိမ့်မောင်ရဲ့အချစ်ကြောင့်အသက်ရှင်နေတာတွေကိုကိုငိမ့်မောင်တယောက်မတွေ့ဘူးထင်တယ် Romeo and Juliet ရှင်မွေးလုံးမနန္ဒာတတဂီရီ